အမေကကြက်ဥတလုံးကိုတဲ့အိုးတဲ့ခွဲထည့်လိုက်တာနဲ့သူသားကမြင်မြန်ယူပြီးပစက်ထဲတန်းထည့်လိုက်တယ်အမေကသားဖြစ်သူစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေလို့တက်ပြင်းချလိုက်တယ်သူသားကသွားတိုက်တိုင်းသွားတိုက်စီအစဆက်ပြတုံးတယ်ခေါင်းလျှော်တိုင်းခေါင်းလျှော်ရေးစားသွားတိုက်စီတုံးတယ်အမေကရေချူးပေးတဲ့အဝတ်စားလဲပေးတဲ့သူအတွက်အရာအားလုံးလုပ်ပေးတယ်ဒီလိုနဲ့230ကြာဖြတ်တန်းခဲ့ရတယ်ဒီနေ့မှအမေကခေါင်းရမ်းကြိုက်လာတယ်စစ်စစ်ချက်တီးရတဲ့အခါအုံနောက်မှာအကျိတ်ရှိပြီးအသက်ရှင်ဖို့6လပဲလိုတော့တယ်လို့ပြောတယ်ဒီသတင်းကြတော့သူမအရန်စိတ်ထိခိုက်သွားတယ်သူမမရှိတော့ရင်သားဖြစ်သူဘလို့ဖြတ်တန်းမလဲဆိုတဲ့မိကုန်းတစ်ခုပဲရှိတယ်စောက်ရှောက်ရေးဌာနတွေအများကြီးတွားခဲ့ပေမဲ့နေရာတိုင်းကသူ့အတွက်ထောက်လို့ခံစားရတယ်ဘာဆက်လို့ရမလဲတွေဝင်နေခဲ့တယ်ထုံနောက်သားဖြစ်သူကိုနေတိုင်းကူးပါတာကိုဘလို့နေထိုင်ရမလဲဆိုတာတင်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်ကျုပ်ကျော်နီးတင်ပေးဖို့ကြိုးစားပေမဲ့တားဖြစ်သူကအချိန်တိုင်းမယွင်းနေခဲ့တယ်ဘတ်စကားဘလို့စီးရမယ်ဆိုတာလမ်းကြောင်းကိုတိအောင်တင်ပြပေမဲ့သူနားမလည်ခဲ့ဘူးသူ့လိုကလေးတွေကိုဘလို့တင်ရမလဲတိအောင်စာအုပ်တွေဝယ်ဖက်ခဲ့တယ်မြို့ရဲ့ဘတ်စကားလမ်းကြောင်းတွေကိုရောင်းဆုံးပုံတွေအဖြစ်ရေးဆွဲပြီးတွားလိုတဲ့နေရာကိုနားလည်လာအောင်တင်ပေးခဲ့တယ်တနေ့မှကျုပ်ကျော်နီးကိုအမေကစိတ်ရှည်စွာနဲ့တင်ပြခဲ့တယ်ဒီတစ်ခါတော့သူကကျုပ်ကိုအမှားယွင်းမရှိအောင်ကြော်တက်သွားတယ်အမေကအိမ်သုံးပစ္စည်းအားလုံးကိုအမှတ်သားပြုလိုက်တယ်ကက်စမီဘူရေခဲတက်တာတစ်ခုချင်းစီအတွက်အစင်စင်လှုပ်ဆောင်ရမယ့်အလုပ်တွေကိုရေးမှတ်လိုက်တဲ့တားကတေချာဖတ်ပြီးညွှန်ကြားချက်တွေကိုလိုက်နာခဲ့တယ်မကြခင်မှာပဲသူ့ဘာသာသူတနက်စာချက်ပြုတ်နိုင်ခဲ့တယ်အဲ့ဒီညမှာအမေကမနက်ဖြန်ကိုဘာသာကိုအလုပ်လုပ်ရမယ်လို့ပြောခဲ့တယ်အမေကမနက်အိယာနိုးတော့တာဖြစ်သူအလုပ်သွားတာကိုသိလိုက်ရတယ်အမေမုံဖုတ်ဆိုင်ကိုလိုက်သွားတော့တာဖြစ်သူကပြုံးပြီးစေတနာပြည့်နဲ့အလုံးလုံးနေတာကိုတွေ့လိုက်ရတယ်အမေလည်းပြုံးလိုက်တယ်ဒါပေမဲ့ရုတ်တရက်ခေါင်းကိုက်လာတယ်ဆရာဝန်ကဆေးရုံမတက်ရင်တည်သွားနိုင်တယ်လို့ပြောတဲ့အမေကသားဖြစ်သူကိုတည်ချင်းတရားကိုနားလည်အောင်ပြောပြဖို့နဲ့နှုတ်ဆက်ရမယ့်အချိန်နီးလာပြီဆိုတာနားလည်သွားတယ်အမေကသားဖြစ်သူကိုဇာပနအခမ်းအနားကိုပထမဆုံးအချိန်ခေါ်သွားတယ်တယောက်ယောက်တည်သွားရင်သူတို့ပြန်မလာတော့ဘူးဆိုတာသူနားလည်သွားတယ်သူထိတ်လန့်သွားတယ်နိုင်ရွက်တွေကိုအုပ်ပြီးပြေးပြီးအမေကိုတင်းကျပ်စွာဖတ်လိုက်တယ်အမေကျေးဇူးပြုပြီးကျွန်တော်ကိုမထားခဲ့ပါနဲ့လို့ပြောနေခဲ့တယ်အဲ့ဒီနေ့ကစပြီးသားကနည်းနည်းပူရင်းကျက်လာတယ်6လကြာတော့သူ့ဘာသာသူဘလို့နေထိုင်ရမလဲဆိုတာသိယူနိုင်ခဲ့တယ်ဒါပေမဲ့အမေရဲ့အခြေအနေကအရန်ဆိုးရွားလာခဲ့တယ်မနေ့ရောက်တော့အမေကဒီနေ့အလုပ်မသွားနဲ့လို့ပြောတယ်အမေကပြင်လဲကိုတွားကြည့်ဖို့ခေါ်သွားတယ်တားကအမေကိုကြောပူးပြီးကန်းဆက်မှာလမ်းလျှောက်ရင်းသူငငယ်တုန်းကအမေစုပေးလိရှိတဲ့ကလေးချော့တဲ့ချင်းကိုအမေကိုစုပြနေခဲ့တယ်အမေကနားထောင်ရင်ပြုံးပြီးသူ့ပခုံးပေါ်ကနေလက်တွေကိုခီးပြီးချင်းရှော့ချသွားပါတော့တယ်သူမဟာထာဝရအိပ်ပျော်သွားပါပြီဇာပနနေ့မှာတော့အမေရဲ့အလောင်းကိုမိဘုံနဲ့ထည့်လိုက်တဲ့အချိန်မှာသူကပြုံးနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့မေကအမြဲတမ်းပြုံးနေရမယ်လို့မှခဲလို့သူပြုံးနေခဲ့တာပါဒါပေမဲ့အဲ့ဒီအပြုံးရဲ့နောက်ွယ်ကနေသူ့မျက်ရည်တွေကထိန်းထားလို့မရတော့အောင်စီးကြလာပါတော့တယ်တင်တို့မှလည်းအမေရှိနေသေးရင်တမိုးထားပြကြပါလို့တိုက်တွန်းလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက် follow ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်